ဘူးတုဒလေးတစ်ခုပြောပြမယ်နော်မတိသေးတဲ့ဟာလေးမတိသေးတဲ့တငယ်ချင်းမိတ်ဆွေတွေမတိသေးတဲ့လူတွေပေါ့နော်ဒီဗီဒီယိုဖိုင်လေးကိုမတိသေးတဲ့လူဆိုဒီနေ့ဝေဒနာခါလိမ့်နေပေါ့နော်အသွေးလေးပေါက်လာလို့ပေါ့နော်ဒါလေးကိုလည်းအများလေးတီးအောင်ပေါ့နော်မျှဝေပေးရမယ်လို့ဟိုတိပါတယ်တချို့တိတယ်ပေါ့နော်မတိတဲ့လူလေးတွေကိုပေါ့နော်တကယ်လို့မေ့နေတဲ့လူလေးတွေပေါ့နော်အဲ့လိုမျိုးလေးတွေကိုပါဟိုကျမကဆရာကြီးမဟုတ်ပါဘူးနော်ဒါပေမဲ့မျှဟိုပါပေါ့မေ့နေမှာဆိုလို့မျှဝေပေးရတခါတလေကြရင်လေကျမတို့ဒီလိုတနာခါလေးလိမ့်ပေးရတယ်လို့နော်အဲ့ဒါလေးဘာလို့လိမ့်လဲဆိုဝေခုလက်တွေရောလိမ့်ထားတယ်ပေါ့နော်လက်တွေရောလိမ့်ထားတခါကြလို့ရှိရင်ကိုယ့်ရဲ့ခန္ဓာကိုယ်ကကိုရီးယားပေါ့နော်အမြဲတမ်းဟိုတန့်ရှင်းစင်ကြယ်မနေဘူးပေါ့နော်တနာခါလေးကြလို့ရှိရင်တနာတာရှိတယ်ကိုယ့်ရဲ့ခန္ဓာကိုယ်တွေကိုယ့်ရဲ့ဟိုပါတွေပေါ့နော်တနာရွာတဲ့အခါကြလို့ရှိရင်ဒီတနာခါလေးကိုလိမ့်ပေးပါလို့နော်ဒီမှာလေးဝေဒနာခါလိမ့်ထားတယ်အဲ့လိုမျိုးတနာတဲ့ဟာတွေပျောက်တယ်ပေါ့နော်အဲ့လိုမျိုးလေးပေါ့နာခါလိမ့်ပါလို့မကြပေါ့နော်ကို့မှာတနာနေတယ်ကိုယ့်ရဲ့ခန္ဓာကိုယ်ကအဲ့လိုမျိုးပေါ့နော်တနာနေတာလေးတွေပေါ့နော်ကို့မှာမကောင်းတာလေးတွေမကောင်းတဲ့အညစ်အကြေးလေးတွေတည်မလားလက်ပိတ်နေတာလေးတွေလက်မချွင်တာလေးတွေကို့မှာကန်နေမကောင်းနေတာကန်နေနှိမ့်နေတာကိုယ့်ရဲ့ကန်တနာနေတာပေါ့နော်ကိုယ့်ရဲ့ခန္ဓာကိုယ်ကတနာနေရဆိုရင်တနာခါလေးကိုလိမ့်ပေးလိုက်ပါအဲ့ဒါဆိုလို့ရှိရင်တနာတယ်ပေါ့နော်အဲ့လိုမျိုးတနာခါလိမ့်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ဒီတနာတာတွေကိုလေပျောက်သွားစေပါတယ်လို့နော်ကိုယ့်ရဲ့ခန္ဓာကိုယ်မှာမကောင်းတဲ့အညစ်အကြေးတွေမကောင်းတဲ့အပူတွေလည်းစုပ်တယ်နော်တနာခါလေးအဲ့ဒါကြောင့်မို့သူတစ်ခါတလေလေးမကြတလေပေါ့နော်ဒီလိုမျက်နှာလေးတွေလို့ဒီလိုလေပင်လေးတွေဒီလိုလက်ကလေးတွေပေါ့နော်ခြေထောက်ကလေးတွေခြေထောက်ဆိုရင်ဝေခြေထောက်ဆိုအခုအပူကန်နေပေါ့နော်အပူကြောင့်ဖြစ်တဲ့အပူတစ်ခုကိုရင်နဲ့ပေါ့နော်အဲ့လိုမျိုးဖြစ်နေတာအဲ့ဒါလေးဆိုရင်လေအခုချက်ချင်းလက်ငယ်ပျောက်သွားဒီလားအော်ငါအဲ့ဒါလေးကိုပေါ့နော်နာခါလိမ့်လိုက်အောင်မဲဆိုပြီးမှလေအသွေးလေးပေါက်လာနဲ့လိမ့်လိုက်တဲ့ခါကျတော့အဲ့ဒါနဲ့အခုတခါခြေထောက်မာလေးတွေကလေအဲ့လိုအပူလေးတွေဖြစ်နေရရဲနို့လေးတည်မလားအဲ့လိုမျိုးဖြစ်နေရလေးတွေလည်းပျောက်သွားတယ်ဝေချအဲ့ဆိုလို့ရှိရင်ပေါ့အပူလေးတွေဖြစ်နေတဲ့လူလေးဆိုလဲတော့ဒါလေးကိုလိမ့်တင်တယ်ပေါ့တနာခါလေးလေးအဲ့ဒါမို့တနာတာတွေပျောက်တယ်တဲ့တနာခါလိမ့်ရင်ပေါ့နော်အဲ့လိုမျိုးလေးတွေပါတခါကျငိုတို့တွေကလူတွေကလေတည်မလားပြောမိတဲ့စကားတွေချောင်းမို့လို့ကိုတနာတော့ရှိရလေအခါကျလို့ရှိရင်တနာတာတွေမျိုးလောက်အောင်လို့ပေါ့နော်တနာခါလေးလိမ့်နဲ့အမြဲတမ်းပေါ့နော်တနာခါလေးမကြအမြဲတမ်းလိမ့်စားမရှိဘူးဆိုတော့မှမကြလေးပေါ့နော်လိမ့်ပေးပေါ့အဲ့ဒါဆိုလို့ရှိရင်ကောင်းပါတယ်လို့နော်တနာခါလေးလိမ့်တာတနာတယ်ပေါ့နော်အဲ့လိုမျိုးလေးတွေပါအဲ့ဒါလေးခါကြလို့ရှိရင်မကောင်းတဲ့ညစ်ကြေးတွေပေါ့နော်အဲ့လိုမျိုးလေးတွေပျောက်တယ်ပေါ့ကွာတနာခါရဲ့အဓိပ္ပာယ်လေးကလေအဲ့လိုမျိုးလေးနော်အဲ့လေးကိုလာပြောပြတာပါမကြလိမ့်ပေးနော်တနာကိုခန္ဓာကိုယ်မှာမကောင်းတဲ့အရာတွေတနာနေတဲ့ဟာတွေတနာခါလိမ့်ပေးလိုက်လို့ရှိရင်ပေါ့နော်ကိုကလုံးဝဖြူစင်သွားတာပေါ့နော်အဲ့လိုမျိုးအေးချမ်းသွားတယ်အပူတွေလည်းစုပ်တယ်အဲ့ဒါလေးဒါပြောပြတာတနာခါတနာတာတွေကိုပျောက်တယ်နော်အဲ့ဒါလေးဒါပြောပြတာအဲ့ဒါလေးတွေနော်ကိုမတိသေးတဲ့လူတွေတော့ပေါ့ကွာတိတဲ့လူကလည်းကြော်သွားပေါ့ဒါလေးတွေကိုလိမ့်ပေးတင်တယ်ကံမြင့်တယ်ပေါ့ကွယ်